တလုံးမမုန်းနဲ့အချင်းနဲ့ချစ်မေချစ်ကြစို့ဆိုတော့ဘယ်လိုချစ်မျိုးနဲ့ချစ်ကြမလဲပြောပါဦးကွယ်ချစ်ပါမယ်နော်ဘူးပင်မင်းမညစ်တဲ့ချစ်နဲ့ဖြူဖြူစင်လေးချစ်နဲ့မြင်မတွေ့ဘယ်မှာရှိလဲပြောပါနော်ဆွေဆွေနွမ်းနွမ်းမဖြစ်တဲ့အေးအေးချမ်းချမ်းအချင်းနဲ့ချစ်ကြစို့ဒီပြောပြောဒါဆိုရင်ထုံနာရချစ်ရှောင်ရှားရပြင်မကြမေတော့အဆုံးစားမေတဲ့အချစ်ဟာပါလေမုန်းဘဝမေတဲ့အချစ်ဟာပါလေဆိုတော့မြတ်မချစ်ရတဲ့ချစ်ဟာပါလေတချစ်ရတဲ့ချစ်ဟာပါလေဆိုတော့ခိုင်ငိုင်မာမာအားထားရတဲ့မောင်ရင်နှမချစ်ပေါ်ခွေးလေးရတဲ့လင်းခွေးရတဲ့မာယာဆရှိတော့မောင်ရင်နှမချစ်နေဘလုံးချစ်ကြလို့မောင်ရင်နှမချစ်နေဘလုံးချစ်ကြလို့မောင်ရင်နှမချစ်နေဘလုံးချစ်ကြလို့နှလုံးမမုန်းနဲ့အချင်းနဲ့ချစ်မေချစ်ကြစို့ဆိုတော့ဘယ်လိုချစ်မျိုးနဲ့ချစ်ကြမလဲပြောပါဦးကွယ်ချစ်ပါမယ်နော်ဘူးပင်မင်းမညစ်တဲ့ချစ်နဲ့ဖြူဖြူစင်သေးချစ်နဲ့မြင်မတွေ့ဘယ်မှာရှိလဲပြောပါနော်ဆွေဆွေနွမ်းနွမ်းမဖြစ်တဲ့အေးအေးချမ်းချမ်းချစ်နဲ့ချစ်ကြစို့သူပြောပြောဒါဆိုရင်ထုံနာရချစ်ရှောင်ရှားရပြင်မကြမေနော်